ကြတယ်ဆိုအပြောကျွဲလုံးနဲ့အမြင်ကြီးသူကိုအကျဉ်းနာပိုကဆွဲလမ်းမိတဲ့တန်ရောစင်ကျူမင်းတို့မျိုးကဘဝလုံးမခံနိုင်ပါဘူးကွယ်အယောကနှလုံးသားနဲ့မျက်နှာနေတယ်အလေလာသူကိုမင်းတို့မရတော့အခက်တွေခက်တယ်အခါကောက်တော့ပြန်လာလေကွယ်လဲရင်နဲ့လိုက်ပို့ပေးမယ်တော့တဘာဝတော့ရဲ့လာရမိနေမှာဆိုလေလေငင်းရရင်နဲ့လွမ်းမော်ရထမ်းတော်ကြီးတွေနဲ့မူရမာယာမများတပါမျိုးကြီးသူရဲ့ဒီရင်မာ